ပါပြီရှင်ဆာရှိမီတွေလည်းရှိရယ် Hello ပန်စုဒီနေ့ခေါ်သွားပြမယ့်နေရာကဒီ New Taipei တဲ့ရပါတော့ Seafood Market ကိုသွားမှာဖြစ်ပါတယ်အဲ့ Seafood Market မှာကိုစားခြင်းတဲ့ဟာပေါ့နော်ချက်ချင်းဆာရှိမီလုပ်ပြအဲ့လိုမျိုးတွေရှိရယ်ပေါ့နော်အဲ့ Market နာမည်လေးကဘယ်လိုခေါ်ပါတလဲ Aquatic Development လို့ခေါ်ပါတယ် New Taipei ထဲမှာပါဘယ်နာဆုံးဆန်းမြို့ပန်စုတို့နေရနေရာနဲ့ဆိုရှင်နိုင်ဝက်လောက်သွားရတယ်ပေါ့နော်ကဲအခုပတ်လှည့်ပြသူသွားနေရလမ်းမပေါ်မှာပေါ့နော်ထိုင်ဝမ်ကလေလှလာတော့တကယ်ကိုတော်တော်လှတယ်အခုရောက်ပါပြီဒီမှာပါကိုးရောက်မှဒါတော့ပန်းစုရန်စားခြင်းနေရဲ့ King Crab ပေါ့နော်ကောင်းယူကြည့်ဦးနေတာမဟုတ်ဒါကိုဘလောက်တကယ်ကြည့်100 gram ကိုအော်ဒီမှာဒါကြည့်ဒါလေပါမုတ်ကနန်းဟို Facebook မှာဆိုအမြဲတမ်းသူများတွေဆဆပြနေတဲ့ဟာလေအဲ့ပါမုတ်ကနန်းလုံးဝအနှစ်တွေနဲ့ကနန်းပေါ့နော်ဒါအမလေး yes ဒီကလည်းဒီမှာ Facebook ကနေပြီးတော့အမြဲစားပြနေတဲ့အကောင့် Yodak လို့ခေါ်တယ် Yodak ဘာကောင်းလဲစိတ်နဲ့ဆရာကြီးဂုံးကိုလည်းကြည့်လိုက်အောင်ဂုံးလုံးလက်သီးလုံးလောက်ရှိတယ် white star ပေါ့ white star keep clam နဲ့ muscle လေးနဲ့ပေါ့ lobster အများကြီးပါဒီမှာချတယ်ဒါ snow crab လူတိုင်းကမှားကြတယ် snow crab နဲ့ king crab နဲ့မှားပါတော့ဒါ snow crab ဟုတ်တယ်ဟောနေတာမဟုတ်ဟောတကယ်ပင်းကူတွေကြတယ်တပတ်ပြီးသွားပြီပေါ့နော်နောက်တစ်ပတ်ပတ်ကြည့်အပန်းစုစားခြင်းနဲ့ king crab တို့ snow crab တို့ပုံများရပေါ့နော်ဆယ်မွန်ဆာရှိမီတွေကကြပါမှာလဲဆယ်မွန်ဆာရှိမီလာမယ်အော်တက်ကိုသွားကြည့်မယ်ပေါ့နော်အပေါ်တက်မှာလဲဒီမှာ market place လို့ပုံစံမျိုးပဲပေါ့နော်အစုံရတယ်အများကြီးပဲဆာရှိမီတွေရောဒီမှာထမင်းလိတ်တွေရောပေါ့နော်ဒါကKing Crab ကိုတဝက်ထင်တယ်ဒါဘယ်လောက်လဲဆိုတော့ဒီမှာကြည့်နော်2964ထိုင်ဝမ်ငွေပေါ့နော်ဒါခုနကပန်းစုအောက်မှာပြခဲ့တယ်အထဲမှာအသားတွေအနှစ်တွေအများကြီးနဲ့ဟာပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်ဒီမှာတစ်ကောင်လုံးမှာ900ကျော်ပဲရှိရဲအဲ့တော့ကိုကအရှင်လုတ်ဆရာမလို့သူတို့လုတ်ပြီးသားပေါ့နော်ဒါလေးဆိုလို့ရှိရင် Facebook အရန်ကြည့်ရလို့ဆိုရှင်တိမှာ Facebook ထဲမှာဆိုရှင်လေတရုတ်ကဘလော့ဂါတွေဆိုတအားစားပြဒီထဲမှာအစီရင်နှစ်တင်နေအများကြီးပဲပါမုတ်ကနန်း brown crab လို့လည်းခေါ်တယ်ဆိုတော့စားတော့စားကြစရာတွေเนาะဒါလေးစားရင်ကောင်းမှမသိစဉ်းစားလာအောင်ဘသူက gray လောက်ထားတဲ့ဟာတွေပြီးတော့အဲ့လိုမျိုးဟိုပေါင်းထားတဲ့ဟာတွေဟိုအစိမ်းမဟုတ်ပေါ့เนาะအစိမ်းမဟုတ်ဘဲနဲ့ဒီလိုချက်ထားကိုလှုပ်ထားပြီးသားဟာတွေရှိရဲ့အတန်းပေါ့เนาะအဲ့ဒီမျိုးမှမစားကြဘူးဆိုလို့ရှင်လဲဒီဘက်မှာအဲ့လိုဟင်းချက်ထားတဲ့ဟာတွေရှိပါတယ်ဆာမွန်ရဲ့တူနာရဲ့ဒီမှာဆိုလို့ရှင်ဝယ်စားလို့ရှင်အဲ့လိုတစ်ခါတည်းလီးပေးရပေါ့เนาะအဲ့လိုလီးပေးရမကြိုက်လို့ရှင်သူတို့ ready made box တွေဝယ်လို့ရပါတယ်ဝယ်မယ်ဆိုလို့ရှင်တော့သူတို့အဲ့လိုတစ်ခါတည်းပိုင်းပေးရပေါ့เนาะဒါလေးကိုရှင်းပြီးသွားလို့ရှိရင်အပြင်မှာစားရနေရလေးရှိရဲအိမ်မှာသွားစားကြမှာဖြစ်ပါတယ်ချင်းနှောင်းလေးနဲ့သွားပါပြီဒါလေးကတော့အပြင်မှာစားဖို့ပေးထားတဲ့နေရာလေးပေါ့နော်ဒီလိုလေးမတက်တော့ရက်စားရပါတယ်ထိုင်လို့တော့မရဘူးပေါ့နော်စားပါမယ်ရှင်ဒါလေးကအခုပန်ဆူတို့ဝယ်လာတဲ့ဟာလေးပေါ့နော်ပန်ဆူက snow crab လေးလည်းစားခြင်းနဲ့ဆိုတော့ snow crab ရဲ့လက်ကလေးရဲ့ပြီးသွားလို့ရှိရင်ဒီမှာဒီပါမုတ်ကနန်းလေးရဲ့အမြဲတမ်းစားရှိမိမစားရမနေနိုင်ဆိုတော့ဆယ်မွန်5လေးဝယ်လာလိုက်ပါတယ်ဒါလေးက king crab ရဲ့လက်တစ်ချောင်းစာပဲပေါ့နော်အဲ့ဒါမှသူက1000လောက်ပေးရတယ်အရှင်ကိုကတက်ခိုင်းရမှာအရန်ကြောက်တော့အဲ့အရှင်မဝယ်လာခဲ့ပဲနဲ့သူတို့လုပ်ပြီးသားဟာလေးပဲဝယ်စားဖြစ်ပါတယ်သူဆယ်မွန်ကဒီမှာကြည့်လုံးဝအစီအများကြီးပဲတွေ့တာစားကြည့်မယ်ပေါ့နော်ဘန်ကဆယ်မွန်ဆိုဘလို့နေကြိုက်တာဘန်ကောက်မှာပဲဖြစ်ရန်ကုန်မှာပဲဖြစ်စားလို့ရှိရင်ဆယ်မွန်ရရဲ့ဘူဖေးဆိုင်မှာပဲစားတော့တည့်ရတဲ့အတိုင်းပဲဘူဖေးဆိုင်မှာရှိရဲ့ဆယ်မွန်အသားနဲ့ဒီလိုအပြင်ကနေတက်တက်ဝယ်စားဆယ်မွန်သားနဲ့တော့လုံးဝကွာတယ်ပေါ့နော်လုံးဝအေးပြီးတော့လေရမ်းစားလို့ကောင်းတယ်ဘာလို့ညမအိတ်ခင်ဆိုလို့ရှင်လေ food blogger ကြီးစားပြလိုက်ကြည့်ဒီပေါင်မုတ်ကနန်းကသူတို့ဒီလိုမျိုးခွဲပြလိုက်ရှင်ဒီထဲမှာအနှစ်တွေအစီအများကြီးပဲဆိုတော့အရန်စားကြင်လာမယ်ဒီမှာအများကြီးတင်ထားတဲ့အတိုင်းပဲ
လုံးဝအဲ့ဘဇွန်စီကနန်းစီအစီကိုခဲထားသလိုမျိုးလေးကိုဖြစ်နေတာနှစ်တည်းပဲဒီပေါင်မုတ်ကနန်းကလုံးနေလား richy based on rich ဖြစ်တယ်ကြာမယ်ဟုတ်ဖိန်းခါတော့ထုံးစံတိုင်းပဲမြန်မာလိုပဲစားတော့မယ်မြန်မာလိုပဲစားဆွဲပြီးပြီးတော့ the meat is here cheers နန်းကတော့ကနန်းပဲနန်းရဲ့ပြရတာဘယ်အသားမှလိုက်မမီဘူးသူရဲ့နူးညံ့မှုတွေဖုတ်ဘလော့ကမဟုတ်နေရောပြရမလားရတာတွေကိုခွဲချမ်းစိတ်ပြောတတ်ပါဘူးကိုစားခြင်းတဲ့ဟာကိုစားလိုက်ရတဲ့ရမ်းကျင်နေတာပဲပြီးသွားပြီဆိုတော့ပတ်စုတို့တွေဟိုကားပါကင်စီကိုပြန်နေပါပြီအိမ်ပြန်တော့ပါမယ်ဒါပတ်စုတို့နှစ်ယောက်ရဲ့ပထမဆုံး vlog လေးမို့လို့အမားတွေပါလို့ရှိရင်လည်းခုနပြီးတော့ကြည့်ပေးကြပါလို့အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်